Hello, don't come to the side and video. Then a job, man. Don't come call. Now the Jane don't come call. Now the Nima don't come call. The put not on there, Nasangama don't come call. Don't come call. I don't come on to video. The Dama Jai show me to the Gui video. Don't come call yet. See when Nick and Nito Yako. Don't go out my debate. Never go. ဒီ3ခုခွန်ထွက်သွားလို့ရှိရင်3ခုထွက်ပြီးလို့ရှိရင်သူကအပေါ်ကနေပြီးတော့ထိတ်နဲ့နောင်းနဲ့ပေါင်း9ဒီ9ထိတ်ထွက်ပါတယ်ပြီးတစ်ပရိတ်ပါနောက်တစ်ခုမှလည်းဒီတိုင်းမှာ3ခုခွန်အပေါ်မှာထိတ်နဲ့နောင်းနဲ့ပေါင်းလိုက်ရင်9ဒီ9ထိတ်ထွက်ပါတယ်နောက်ဒီကောင်ကတော့3ခုခွန်4ခုတည်းမှာသူကအထောက်ဆိုင်ပါတူညီချက်မရှိလို့ပါ3ခုခွန်ပြီးလို့ရှိရင်ခွတ်တက်ဒီတစ်ထိပ်ပါတစ်ဘရိတ်ပါတစ် VK ပါအခု2023မှာ2025မှာလည်း3ခုခွန်ထိန်းတဲ့နောက်ပေါင်းရင်8ထိပ်ပါပဲတစ်ဘရိတ်ပါပဲ8ထိပ်နဲ့တစ်ဘရိတ်ပါပဲပြီးခဲ့တဲ့ဘက်က8ထိပ်နဲ့တစ်ဘရိတ်ထိုးရင်ပဲမပေါက်ခဲ့ပါဘူးပြောကျင်တဲ့ဟာလေးကနားလည်လားမသိဘူး3ခွန်ပထမ3ခွန်ခွန်အခွာ9ထိပ်တစ်ဘရိတ်နောက်ဒုတိယ3ခွန်ခွန်ခွာ9ထိပ်တစ်ဘရိတ်ပါပဲနောက်အထောက်ဆိုင်ဆိုတာမတူညီတာကိုထပ်ပြောပြပါမယ်3ခွန်ခွတ်တစ်ထိပ်တစ်ဘရိတ်ပါပဲအခုပြီးခဲ့တဲ့အချိန်တော့3ခွန်ဒီမှာခွ8ထိပ်နဲ့တစ်ဘရိတ်ပါပဲကျွန်တော်ရွေးချယ်တာတွေကြံခဲ့ပါတယ်အခု3ချက်ညီနေတဲ့အကြောင်းကိုပြောချင်တာပါပထမဦးဆုံး3ခွန်သူ့ရဲ့အောက်မှာသူ့ရဲ့ရှေ့ပင်အောက်မှာ9ဘရိတ်ဒုတိယ3ခွန်ဒီ9ထိပ်တစ်ဘရိတ်ရပေးတဲ့ရှေ့မှာ9ဘရိတ်ပါပဲ9 BK 9 BK ဒုတိယဒီကောင်ကအထောက်ဆိုင်ဆိုတာဒီ3ခွန်ပေးပြီးတော့ဒီကောင်မှာတော့သူက BK မပေးခဲ့ပါဘူး9 BK မပေးပါဘူးတစ်ထိပ်ပေးတယ်အပူပဲပြီးခဲ့တဲ့ဘက်ကတစ်ထိပ်မောင်းပြီးခဲ့တဲ့ဘက်ကတစ်ဘရိတ်ကို6ထိပ်နဲ့အပူကိုရိုက်ပါတယ်အပူတွေကြီးပဲပေးတဲ့အတွက်ကြောင့်ငါလည်းအပူဒီမှာလည်းအပူဆိုပြီးတော့အပူနဲ့ကစားခဲ့ပါတယ်ဒါပေမဲ့သူကအကျွေဖြစ်သွားတယ်အခုချိန်မှာဒီ3ချက်ကိုယူပါမယ်အခုထွက်မဲ့အပင်ရယ်တူညီတဲ့3ချက်ကိုယူပါမယ်3ခွန်9ဘရိတ်9ထိပ်တစ်ဘရိတ်အခုလက်ရှိဒီအချိန်မှာသူ့ရဲ့ပေးနေတာတယ်လို့9ဖြစ်မလားအလဲတိုင်းဒီ6ဖြစ်ဓမ္မ3ခွန်6ခွန်9ဘရိတ်9ထိပ်တစ်ဘရိတ်ပေးပြီးသွားပါပြီဓမ္မအလဲတိုင်းဒီ9ဖြစ်ရပါမယ်9ဖြစ်ရန်9ဖြစ်ရန်9အလဲတိုင်းဒီ9ဖြစ်ရန်9ဖြစ်ပါတယ်အလဲတိုင်းဒီ9သူ့မှာတော့အထောက်ဆိုတာဒီလိုမျိုး9 break မပေးခဲ့တဲ့အတွက်ကြောင့်9တော့9အလဲကိုပေးခဲ့ပါပြီအခုလက်ရှိအပင်မှာ3ခွန်အခွာ8ကို8ထိပ်နဲ့တစ်ဘရိတ်ရိုက်ပြီးသွားပြီ9ဘရိတ်ပေးပါတယ်ရှေ့မှာ9ဘရိတ်ပေးပါတယ်9ဘရိတ်ပေးတဲ့အတွက်ကြောင့်ယခုပင်မှာအလဲတိုင်းဒီ3လုံးပေါင်းခြင်းဒီအပေါ်နှလုံးနဲ့အောက်နှလုံး3လုံးပေါင်းခြင်းဒီ9ဖြစ်ရမယ်9ဖြစ်ရန်6လို့ပါပြီ6လားအဲ့ဒါကိုနောက်တစ်ချက်4ချက်ပန်းနဲ့ယူမယ်ဆိုရင်သူတို့နှစ်ခုရဲ့ထိပ်ဒီ
ဒီထိတ်နှစ်ခုပေါင်းခြင်းသည်2ဖြစ်နေပါသည်ဒီထိတ်နှစ်ခုရဲ့ပေါင်းခြင်းသည်1ဖြစ်ပါတယ်ဒီထိတ်စီးနှစ်ခုရဲ့ပေါင်းခြင်းသည်3ညဖြစ်ပါတယ်အဲတော့ကိုနှစ်နှလုံးပေါင်းထိတ်စီးနှစ်ခုပေါင်းခြင်းနှလုံးပေါင်း2ထိတ်စီးပေါင်းနှစ်ခုပေါင်းခြင်းနှလုံးပေါင်း1ထိတ်စီးနှစ်ခုပေါင်းခြင်းနှလုံးပေါင်း3ညယခုအကြိမ်တွင်ထိတ်စီးနှစ်ခုပေါင်းခြင်းနှလုံးပေါင်း9ဖြစ်မှာ9ဖြစ်ရန်ဆိုရင်1လိုပါသည်တို့အတွက်ကြောင့်အလဲတိုင်းသည်အလဲတိုင်းသည်6ပေးမလားထိတ်သည်1ပေးမလားပြီးတော့နောက်တစ်ချက်ကိုပြန်ပြောပြပါမယ်ပြီးခဲ့တဲ့ဘက်ကတော့အပူးတွေပေးပြီးတော့မှမပေးတော့ပါဘူးเนาะကိုတော့အခုချိန်မှာလည်း3ခုအပူးပါပဲနောက်နှလုံးပေါင်း4နောက်အခုဒုတိယအပင်မှာလည်းအလဲတိုင်း6ဖြစ်ဖို့အတွက်ခွန်ထည့်ပြီးတော့အပူးပေးပါတယ်အပူးနဲ့ပဲထွက်သွားပါတယ်တတိယအပင်မှာတော့အပူးနဲ့တော့ထွက်ပါတယ်ထိတ်စီးတော့လည်းပေးပါပါတယ်ဒါကြောင့်ဒီအပင်ကိုတော့အဓိကမယူပါဘူးဒီ3ပင်တူတဲ့အချက်ကိုပဲအဓိကယူပြီးတော့6အလဲတိုင်း1ထိတ်အပူးပေးမလားအပူးဆိုရင်166လား166လားတော့မဟုတ်အခွဆိုရင်161လား161လား1166အပူးလား166အပူးလားဟုတ်ကဲ့ယခုပင်ကစားမယ် offside နဲ့ဒီကောင်နဲ့က2 side ကညီတူမျှတူရှိပါတယ် offside ကိုခေါ်ထားပြီးသားဖြစ်ပါတယ်6အလဲတိုင်းကိုကျိတ်သေးတယ်လို့ထင်ပါတယ်